မျိုးတုံးပြောက်ွယ်ခံပြီးတော့မြန်မာနိုင်ငံရှိပင်လယ်လိပ်၅မျိုးအားလုံးပဲမင်္ဂလာပါရှင် CFP Channel ကနေကြိုဆိုလိုက်ပါတယ်အခုလိုမျိုးဗဟုသုတအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Channel ဖြစ်လို့ Channel ကို Subscribe မလုပ်ရသေးရင်လည်း Like and Subscribe လုပ်ထားပြီးဖို့တောင်းဆိုပါရစေရှင်ပင်လယ်လိပ်များသည့်ဒိုင်နိုဆောများထက်စောပြီးပေါက်ပေါက်ခဲ့ပြီးရှေးအကြဆုံးတတ္တဝါများဖြစ်ပါတယ်ရင်းတို့ဟာဘဝတက်တန်တစ်လျှောက်မိုင်ထောင်ပေါင်းများစွာသွာလာကျက်စားနိုင်ပါတယ်ပင်လယ်ကမ်းရိုးတန်းရေပြင်နဲ့တဲတောင်များသည့်ပင်လယ်လိပ်များသွာလာကျက်စားဥချရာဒေသများဖြစ်ပါတယ်ပင်လယ်လိပ်များသည့်ရင်းတို့သားပေါက်ခဲ့တဲ့နေရာတွင်ပင်ပြန်လည်ဥချလေးရှိပါတယ်ပင်လယ်လိပ်များအားမျိုးသုံးလို့နီးပါးမျိုးစိတ် Endangered Species အဖြစ်သတ်မှတ်ကာထိန်းသိမ်းကာကွယ်လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်ပင်လယ်လိပ်များသည့်ပင်လယ်ဒီရေနီ Reptile ဖြစ်ပေါ်စေသောတက်တမျောလေ Dinoflagellate များကိုအစာအဖြစ်စားသုံးတာကြောင့်ပင်လယ်ပြင်ဂေဟစနစ်မှာအရေးပါတဲ့သတ္တဝါများဖြစ်ပါတယ်။ပင်လယ်လိပ်များကြောင့်သဘာဝအခြေခံခရီးသွားလုပ်ငန်းများ Ecotourism ဖွံ့ဖြိုးလာနိုင်ပြီးထိုမှတစ်ဆင့်ဒေသခံများရဲ့အလုပ်ကိုင်အခွင့်အလမ်းများဖြစ်ထွန်းလာနိုင်မှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာပင်လယ်လိပ်မျိုးစိတ်9မျိုးရှိရာမြန်မာနိုင်ငံမှာမျိုးစိတ်5မျိုးကိုတွေ့ရှိနိုင်ပါတယ်။ရင်းတို့မှာတိတ်လိပ်ဆောင်လျာနှိပ်လိပ်ကျက်တူ၍3လိပ်လောင်လိပ်ပြင်သားလိပ်5လိပ်ခွေးဟူ၍ဖြစ်ကြပါတယ်။လိပ်ဆောင်လျာသည်ကမ္ဘာအကြီးဆုံးပင်လယ်လိပ်ဖြစ်ပြီးရင်းရဲ့သိပ္ပံအမည်မှာ Dromoshaly croatia ဖြစ်ပါတယ်။လိပ်ဆောင်လျာရဲ့ပုံသဏ္ဍာန်မှာကြောခွန်မှာဇောင်းလျာသည့်ပုံစံဖြစ်ပါတယ်။ခန္ဓာကိုယ်မှာအလျားလိုက်ဇောင်း၅ခုပါရှိပါတယ်။ကြောခွန်မှာထူထဲပြော့ပြောင်ပြီးအထူးသွေးလည်ပတ်မှုစနစ်ပါရှိပါတယ်။အရေပြားမှာအစီများစွာပါရှိတဲ့ခန္ဓာကိုယ်တည်ဆောက်မှုကြောင့်အလွန်အေးတဲ့ရေထဲမှာပြုပြင်ပြောင်းလဲရှင်သန်နေထိုင်နိုင်ပါတယ်။ကျောင်းခွန်အလျားမှာ2မီတာအထိရှည်လျားပြီးခန္ဓာကိုယ်အလေးချိန်မှာတတန်အထိရှည်ပါတယ်။ရှင့်ရည်ရက်သည့်အလွန်ရှည်လျားတန်မာပြီးရေထဲ၌ကူးခတ်သွားလိုက်ရမှာအလွန်လျင်မြန်ပါတယ်။အစုံသားတတ္တဝါဖြစ်ပြီးရေကူးနဲ့ပြည်ကြီးငါးများကိုအဓိကအားဖြင့်စားသုံးလေ့ရှိပါတယ်။တစ်ကြိမ်ဥချပါကအိုအလုံးရေ60မှ120လုံးအထိရှိပြီးမျိုးသုံးပြောက်ွယ်လူနီးပါးအဖြစ်ဆုံးမျိုးစိတ်တစ်ခုဖြစ်ပါတယ်။လိပ်ကျက်တူ၍ရဲ့သိပ္ပံအမည်မှာAramocheli imbrica ဖြစ်ပြီးအပူပိုင်းဒေသမှာတွေ့ရအများဆုံးဖြစ်ပါတယ်။လိပ်ကျက်တူ၍ဟာကြောခွန်မှာအလွန်လှပတဲ့အကြေးခွံများရှိပါတယ်။ကြောခွန်အကြေးခွံများမှာတစ်ခုနဲ့တစ်ခုထပ်လျက်ရှိပါတယ်။နှုတ်သီးမှာကျက်တူ၍သို့မဟုတ်စွန်းနှုတ်သီးပုံသဏ္ဍာန်ရှိသဖြင့်လိပ်ကျက်တူ၍သို့မဟုတ်လိပ်စွန်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။တဏ္ဍာကြောက်တန်းကြောက်ခတ်များအနီးမှာနေထိုင်ကျက်စားလေးရှိပြီးပင်လယ်သမုဒ္ဒရာအောက်ခြေကျမ်းပြင်ရှိကြောယူမဲ့တတ္တဝါများကိုအဓိကစားသုံးလေးရှိပါတယ်။အပြင်တက်ရှိတတ္တဝါငယ်များပင်လယ်မြက်ပင်လယ်ရေမော်များတဏ္ဍာကြောက်ခတ်ကြောက်ပွင့်များဒီရေရောက်အပင်များရဲ့အသီးများကိုစားသုံးလေးရှိပါတယ်။ရင်းရဲ့လှပရဲ့ကြောက်ခွန်များအားလူသားများမှလွန်ကဲစွာသုံးစွဲလာမှုကြောင့်မျိုးသုံးပြောက်ွယ်လာသဖြင့်မျိုးသုံးပြောက်ွယ်လူနီးပါးမျိုးစိတ်တစ်မျိုးအဖြစ်သတ်မှတ်ထားပါတယ်။လိပ်လောင်ရဲ့သိပ္ပံအမည်မှာ Lepidoscly olivacea ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့မျိုးစိတ်များထဲမှာအသေးဆုံးသောပင်လယ်လိပ်ဖြစ်ပါတယ်။လိပ်လောင်မှာဥကောင်သေးပြီးကြောခွန်မှာလုံးဝင်ပြီးအညိုရင့်ရောင်သို့မဟုတ်အစိမ်းရင့်ရောင်ရှိပြီးတက်ငယ်ကောင်အဆင့်မှာနီညိုရောင်ရှိပါတယ်။ကြောခွန်ပေအကြေးကွက်မှာတစ်ဖက်လင်၄ခုစီပါရှိပါတယ်။ခန္ဓာကိုယ်အလေးချိန်300ကီလိုဂရမ်အထက်ရှိပြီးရေမော်ပင်လယ်မြက်များကိုအဓိကစားသုံးလေးရှိပါတယ်။ဒီကြိမ်လင်ဥလုံးရေ85လုံးမှ200လုံးဖြင့်တစ်နှစ်လင်9ကြိမ်မှ10ကြိမ်အထိဥချလေးရှိပါတယ်။မျိုးသုံးပြောက်ွယ်လိုနေပါတတ္တဝါအဖြစ်သတ်မှတ်ထားပါတယ်။ပြင်သားလိပ်ရဲ့သိပ္ပံအမည်မှာ Chelonia martet ဖြစ်ပြီးကြောခွန်အရောင်မှာလေးငင်းရောင်သို့မဟုတ်စိမ်းညိုရောင်နဲ့အဝါရောင်ရောချက်လျက်ရှိပါတယ်။ကြောခွန်အကြေးကွက်မှာတစ်ဖက်လင်6ခုမှ9ခုထိပါရှိပါတယ်။ရင်းရဲ့ထူးခြားချက်မှာ1.9နဲ့အပြင်နာအကြေးကြားရှိအတွေ့အကြေးများတစ်ခုစီမှာအပေါက်ငယ်များ4ခုပါရှိပါတယ်။တက်ကြီးကောင်များသည့်တစ်ခုတည်းသောအရွက်စားပင်လယ်လိပ်ဖြစ်ပါတယ်။ပြင်သားလိပ်အမသည်တစ်ကြိမ်ဥချပါကဥလုံးရေ90မှ120လောက်အထိရှိပြီးမျိုးသုံးလုံးနီးပါးဖြစ်ရန်အလားအလာရှိသောမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။လိပ်ခွေးဟာကြီးမားတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။လိပ်ခွေးရဲ့သိပ္ပံအမည်မှာ Carataဖြစ်ပါတယ်။ကြောခွန်ရဲ့အရောင်မှာနီညိုရောင်ရှိပြီးကြောခွန်ပေအကြေးကွက်မှာတစ်ဖက်လင်5ခုစီရှိပါတယ်။အခြားပင်လယ်လိပ်များနဲ့နှိုင်းယှဉ်ပါကဥကောင်းဟာလွန်စွာကြီးမားပြီးမေယိုးများမှာအလွန်တန်မာပါတယ်။ခန္ဓာကိုယ်အလေးချိန်450ကီလိုဂရမ်ထိရှိပါတယ်။အစုံစားတတ္တဝါဖြစ်ပြီးအဓိကအားဖြင့်ခရူး၊ရှောက်သွား၊ခုံ၊တံပချုပ်၊ကနန်းနဲ့ရေကူများကိုစားသုံးတဲ့အလေးအထားရှိပါတယ်။တစ်ကြိမ်ဥချပါကအိုလုံးရေ80မှ130လုံးအထိဥချလေးရှိပါတယ်။တစ်နှစ်လေး6ကြိမ်အထိဥချတတ်ပါတယ်
လိတ်ခွေးများမှာကံရိုးတဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့်ရင်းနှုန်းရဲ့ဥချနေရများလျှော့ပါနှောက်ချက်ခြင်းခံနေရပါတယ်။မြန်မာနိုင်ငံမှာအခုအခါလိတ်ခွေးကိုမတွေ့ရှိရသလောက်ပဲဖြစ်ပါတယ်။ပင်လယ်လိတ်များမျိုးသုံးရတဲ့အကြောင်းရင်းများပင်လယ်လိတ်များရဲ့ဥနဲ့အသားများကိုလူသားများမှစားသုံးခြင်းငါးဖမ်းစီရမှာငါးဖမ်းကိရိယာများမှမတော်တဆထိမိခြင်းလိတ်တောင်လိတ်ကျွန်းများမှာလူသားများမှကျူးကျော်ချဲ့ထွေနေထိုင်လာခြင်းစွန့်ပစ်အညစ်အကြေးများနဲ့ရေထုညစ်ညမ်းမှုများကြောင့်ပင်လယ်ပြင်ဂေဟစနစ်နဲ့မူရင်းဒေသများပျက်စီးပျောက်ဆုံးရခြင်းပင်လယ်ရေပြင်အတွင်းသို့အမိုက်တရိုက်များစွန့်ပစ်ခြင်းရေလုသားများမှစွန့်တော်ပျက်စီးနေတဲ့ပိုက်ဆုံများမှညှိတွယ်သေးဆုံးခြင်းပင်လယ်လိတ်များရဲ့အစာဖြစ်တဲ့ပင်လယ်မြက်များနဲ့တဏ္ဍာကြောက်တန်းများဆုံးရှုံးပျက်စီးလျော့နေလာခြင်းပင်လယ်လိတ်များဥချရာသဲတောင်ပြင်များတဘာဝကြောင့်ပျက်စီးဆုံးရှုံးခြင်းရေရင်ပန်ကာဒလက်များကြောင့်ဒဏ်ရာရရှိမှုသေဆုံးခြင်းပင်လယ်လိတ်ခွန်များဖြင့်အလှတစားစဉ်ပစ္စည်းများနဲ့အမတ်တရပစ္စည်းများအဖြစ်ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့်မျိုးသုံးရပါတယ်။ဒါကြောင့်ပင်လယ်လိတ်များကိုတပ်ဖြတ်ခြင်းစားသုံးခြင်းနဲ့ပင်လယ်လိတ်အုပ်များကိုတူးဖော်ခြင်းစားသုံးခြင်းမပြုလုပ်ရန်ငါးဖမ်းကိရိယာများမှာဖမ်းဆီးထိမှုများကဖြစ်ပေါ်ပါကငါးဖမ်းကိရိယာများမှာဂရုတစိုက်ဖယ်ရှားပေးရန်နဲ့နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနသို့တည်င်းအချက်အလက်များတိမိသောငါးဖမ်းကိရိယာရက်ဆွဲလိတ်အမျိုးအစားအရွယ်အစားပင်လယ်လိတ်ရဲ့အခြေအနေနဲ့ပတ်သက်သောသတင်းများပေးပို့ရန်ငါးဖမ်းကိရိယာများမှာထိမိခဲ့ပါကပင်လယ်လိတ်များအားရေဆိုအဝိဖြည့်ဖုံးအုပ်ကရေပတ်ဖြန်းပြုစုပေးခြင်းစိတ်ချရတဲ့အခြေအနေမှာပြန်လွှတ်ပေးရန်တရွတ်ဆွဲငါးဖမ်းကိရိယာများမှာပင်လယ်လိတ်များလွတ်မြောက်စေနိုင်တဲ့ကိရိယာတက်စီအသုံးပြုရန်အမှတ်သားပါတတုပြရိုက်နှက်ထားတဲ့ပင်လယ်လိတ်များအားငါးဖမ်းကိရိယာများနဲ့ထိမိပါကတက်နံပါတ်များကိုနီးစပ်ရာလုပ်ငန်းဦးစီးဌာနရုံးများသို့သတင်းပေးပို့ရန်တက်နဲ့လမ်းကြောင်းအချက်ပြကိရိယာရိုက်နှက်တက်ဆင်ထားတဲ့ပင်လယ်လိတ်များတည်ဆုံပါကဖြုတ်ယူသိမ်းဆည်း၍နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများသို့သတင်းပေးပို့အပ်နှံရန်ပင်လယ်လိတ်အသေးများတွေ့ရှိပါကနီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများသို့သတင်းပို့ရန်ပင်လယ်လိတ်များအားတက်ရှိယတနာတန်ရန်ဇာတာအမွေအနှစ်တရက်တစ်ဖွဲဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်မျိုးသုံးရှာပါရင်းနေတ္တဝါများထိန်းသိမ်းကာကွယ်ရေးအတွက်ထုတ်ပြန်ကြေညာချက်ပြဋ္ဌာန်းထားသောတီဆဲဥပဒေလှုပ်ထုံးလုပ်နည်းရုံးအမိန့်ကြော်ညာစာများနဲ့နှိုးဆော်ချက်များကိုအလေးထားလိုက်နာခြင်းဖြင့်ဝိုင်းဝန်းပူးပေါင်းကူညီပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်။အချုပ်အားဖြင့်ဆိုရသောလိတ်သည်ကဘာပေါ်မှာတက်တန်းအရှိကြသောတတ္တဝါဖြစ်ပြီးပင်လယ်လိတ်များမှာမျိုးသုံးရန်အန္တရာယ်ရှိနေသောမျိုးစိတ်များမှာပါဝင်နေပါတယ်။မြန်မာနိုင်ငံမှာပင်လယ်လိတ်၅မျိုးကိုတွေ့ရှိရပြီးအခုအခါအကျွတ်သောလိတ်မျိုးစိတ်များမှာမျိုးသုံးပျောက်ကွယ်မဲ့အခြေအနေသို့ကြာရောက်နေပါတယ်။ဒါကြောင့်ငါးလုပ်ငန်းဦးစီးဌာနမှလိတ်မျိုးထိန်းသိမ်းရေးအတွက်ဆောင်ရွက်လျက်ရှိရာဒေသခံပြည်သူများမှလည်းပူးပေါင်းပါဝင်ပါမှပင်လယ်လိတ်မျိုးထိန်းသိမ်းရေးလုပ်ငန်းမှာရှာနှုံးပြည့်အောင်မြင်နိုင်မှာဖြစ်ပါကြောင်းလေ့လာတင်ဆက်ပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။